ဒီနေ့ကတော့ကျမတို့ MCB မိသားစုဝင်အားလုံးပီတိပျော်ရွှင်ရတဲ့နေ့လေးပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အပြည်ပြည်ဆိုင်ရာပရဟိတနေ့ထိမ်းမှတ်ဖြစ်အလူငွေတွေအားလုံးစုပေါင်းလှူဒါန်းဖြစ်ခဲ့လို့ပါပဲ။ခုလိုအားလုံးရဲ့ပေါင်းစုအလှူလေးမှာ MCB မိသားစုဝင်အားလုံးကယာရုကြီးငယ်မရွေးအားတက်သရောနဲ့ပါဝင်လှူဒါန်းခဲ့ကြပြီးအလူငွေတွေနဲ့လူပွဲပစ္စည်းတွေကိုရန်ကုန်တိုင်းဒေသကြီးတွန်တေးမြို့နယ်ကဖျားကြီးမင်္ဂလာတိုက်ကျောင်းအတွင်းမှာရှိတဲ့မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကိုစုပေါင်းလို့တွားရောက်လှူဒါန်းနေကြတာပဲဖြစ်ပါတယ်။လှူဒါန်းမှုအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ဆရာတော်ဘုရားထံမှာဝိထုငွေကလူကတီလာခံယူခဲ့တယ်လို့ကလေးတွေအတွက်လိုအပ်မယ်ဗလာစာအုပ်စာရေးကရိယာဝေစားတွေအပြင်ဆေးဝါးနဲ့မုတ်တွေကိုလည်းကျမတို့ MCB ဗန်မိသားစုမှာတပါးတဲ့လှူဒါန်းဖြစ်ခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ကလေးများရဲ့နီးလေသားစားခြင်းဖြစ်တဲ့အတွက်ကလေးတွေနီးလေသားစားဖို့ပြင်ဆင်ရမှာလဲတအားသရွေပါဝင်ကူညီအားဖြည့်ကလုံအားပေးခဲ့ကြပါသေးတယ်။ညဝေးခြင်းပေးကမ်းကူညီခြင်းနဲ့တဦးပေါ်တဦးစေတနာမေတ္တာထားခြင်းတို့ဟာလူသားတိုင်းလိုအပ်နေတဲ့အရာတွေပဲဖြစ်ပါတယ်။ဒါကြောင့်အခုလိုပြည်ပြည်ဆိုင်ရာပရဟိတနေ့ကနေစပြီးအကြောင်းပြုလို့နောက်နာဂတ်ဒီမှာလဲကိုယ့်ရဲ့နီးစပ်ရာအဝင်းဝိုင်းကနေပုံမူကျပြန့်နဲ့လိုအပ်ချက်လေးတွေစီရောက်နိုင်အောင်အထိတအားသရွေအတူတူကူညီပေးလိုက်ကြရအောင်လားရှင်။ဒီနေ့မှာညီမတို့မြန်မာစီတီစင်ဘက်ကရန်ကုန်တိုင်းတွန်တေးမြို့နယ်ဖျားကြီးကျွော်မှာရှိရဲမင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှာမနက်စာနဲ့နေ့လယ်စာကိုလာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။အလှူရှင်တွေလိုအပ်နေတာဖြစ်လို့လာရောက်လှူဒါန်းလို့ပါက